ကြားသိရသမျှ Arsenal ရဲ့ transfer news ပေါ့နော်ကျွန်တော်ဒီရက်ပိုင်းအတွင်းမှာ Arsenal နဲ့ပတ်သက်တဲ့ဗီဒီယိုကိုတိတ်မလုပ်ပေးတာကြာပြီပေါ့နော်ဒါကူတော့transfer news လေးဒါအနေငယ်ပြောကြမယ်ပေါ့နော်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ကြလိမ့်မယ်လို့ဒါမျှော်လင့်ပါတယ်ကျွန်တော်ဒါလက်ကျန်ရာသီကတော့ဒါပြီးဆုံးသွားခဲ့ပြီဆုံးသွားခဲ့တဲ့အချိန်မှာဒါဖက်လက်မဲ့ရာသီတစ်ခုအဖြစ်ဒါကန်နာတို့ဒါဖြတ်တန်းခဲ့ရပြီပေါ့နော်ဒီတော့နောက်လာမယ်နောက်25 26ဘောလုံးရာသီမှာဒါဘယ်လိုထပ်မှအားဖြည့်ပြီးတော့ဘာတွေထပ်လုပ်ပြအောင်ပါလဲပေါ့နော်โอเคဒီနေရာမှာဒါပြီးခဲ့တဲ့ရာသီမှာတော့ဒါ Arsenal ကဒါအများကြီးအများကြီးရရှိခဲ့တယ်ဗျာ2023 2024ဘောလုံးရာသီကဒါ616တန်းရတယ်အခုလက်ရှိရာသီပြီးသွားတဲ့အချိန်မှာကျတော့အဲ့ဒီ616တန်းထက်ကိုဒါပုံများတဲ့အမောင့်ပမာဏတစ်ခုဒါရရှိထားတယ်ပေါ့နော်ဒီအတွက်ကိုဒါဒီအပြောင်းအရွှေ့မှာဒါတန်း200လောက်သုံးလို့ရတယ်ဗျာသိလားရတယ်ဆိုတာကဒီဘန်နာရေးစီးမြင့်တွေဘာတွေညာတွေကိုလုံးဝမထိပဲနဲ့လွတ်လွတ်ကျွတ်သုံးလို့ရတယ်ပေါ့နော်ဒီတော့ဒါအဲ့ဒီလိုအပ်နေတဲ့ကစားသမားတွေကိုဒါ Arsenal အနေနဲ့ဘယ်လိုမျိုးခေါ်ပြသွားမှာလဲပေါ့နော်အခုလောလောဆယ်တော့ဒါ Superman ဒီကိုဒါလက်မြန်ချိန်မြန်ပဲအရင်ဆုံးဒါ Harry Go ပေါ့နော်ခေါ်လိုက်နိုင်ခဲ့တယ်ဗျာဒါပေမဲ့လည်းဒါစိတ်ဆမှုကမပြီးသေးတဲ့အတွက်ဒါတရားဝင်ကြေညာမှုတော့ဒါမတွေ့ရသေးဘူးပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ဒါပြစ်မှတ်ထားတဲ့ကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါတိုက်စစ်မှဆိုလို့ရှိရင်ဒါနီကိုလက်ဝီလီယန်ရှိတယ်ဗျာမက်နာလီရဲ့ခြေစွမ်းကျဆင်းလာမှုနဲ့အတူဒါနီကိုလက်ဝီလီယန်ကိုဒါတကယ်လဲလိုအပ်ပါတယ်ဒါရအောင်လဲခေါ်သိခြင်းတယ်ပေါ့နော်ဒါမှလည်းတိုက်စစ်ကပို့ပြီးတော့ဒါအဖြစ်စင်မှာပြီးလို့ရှိရင်ဒါတိုက်စစ်မှုစစ်အနေနဲ့ဆိုလို့ရှိရင်တော့ဒါဘယ်ဂျမင်ရှက်ကိုပေါ့နော်ဒါလက်စစ်အသင်းတိုက်စစ်သမားနဲ့ဒါဆွေးနွေးမှုတွေလုပ်နေတယ်ဒါတော်လေးလည်းအဆင်ပြေနေပြီလို့ဒါကြားသိရတယ်ပေါ့နော်ဒါအခုဆိုလို့ရှိရင်ဒါ Crockies တို့ဘာလို့လဲပါလာခဲ့ပြီပေါ့နော်ဒါကဒါတော့အပေါင်းလက္ခဏာဆောင်တဲ့အနေဒါဖြစ်ပါတယ်ပေါ့နော်နံပါတ်9စစ်တယောက်ကတော့ဒါအဖြစ်မနေလိုအပ်ပါတယ်ပေါ့နော်ဒီနေရာမှာဒီစာချုပ်ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်တော့ဒါနောက်ခံလူမျိုးဖြစ်တဲ့ဒါ Gabriel နဲ့ Saliba ပေါ့နော်ဒါ Gabriel ကတော့2030ပေါ့နော်အထီကိုပေါ့နော်ဒါဘယ်လိုလဲဟိုသဘောတူညီမှုရရှိခဲ့ပြီးရှိမယ်ပေါ့နော်ဒီနေရာမှာဒါ Saliba ကတော့အခုဒီသဘောတူညီမှုမရသေးဘူးဒါညှိနှိုင်းနေတော့မှဖြစ်သေးတယ်ပေါ့နော်ဒီသားသမား2ယောက်ကဒါရေးရလဲမျက်စိကျနေရဖြစ်တဲ့အတွက်ကိုမှဟိုဒါဒီနေရာမှာဒီလာစာကိစ္စရောတော်လေးကိုဒါချုပ်ကင်နိုင်မှာပဲရမယ်ပေါ့နော်အဲ့ဒါမှမဟုတ်ရှင်ဒါရေးရအသားလေးကောက်စားသွားမှဒီနှကောင်ရဲ့ဒီနှကောင်ဘယ်လောက်ထိကောင်းလဲဆိုတာလဲဒါ Arsenal fan တွေမှာကောက်တယ်ကျွန်တော်တခြား fan တွေပဲသိရဆိုတော့ဒါရေးရလဲဒါမျိုးကိုစောင့်နေရဆိုတော့ဒါပြောလို့မရဘူးပေါ့နော်အသေးချာချုပ်ကင်နိုင်မှာရမယ်ပေါ့ဒီနေရာမှာဒါ Marinelli နဲ့ဘယ်လိုရှင်လဲ Trozer နဲ့ကတော့ဘယ်လိုလဲဆိုတော့ဒါကျွန်တော်တို့ဒီနေရာမှာဘယ်လိုလဲဒီဟိုပါပေါ့နော်အကျုပ်အစ်စ်ကောဘယ်လိုလဲချုပ်ဖို့အတွက်ကောဒီတခြားဟိုဟာတွေအတွက်ကောကွာဒီထောက်ခေါက်ကနေပါတွေအတွက်ကောပေါ့နော်ဘယ်လိုမျိုးလုပ်ထားလဲဆိုတော့ဒါကန်လက်လာမဲ့အတင်းရှိမယ်ဆိုလို့ရှိရင်ဗျာစဉ်းစားမယ်ဘယ်လိုလဲတန်ကြီးတစ်ခုရမယ်ဆိုလို့ရှိရင်တော့ဒါထုတ်ရောင်းမယ်ပေါ့နော်ဒီနေရာမာတင်နယ်လီကိုဒါတန်း90အထက်လို့အစနေကသတ်မှတ်ထားတဲ့အတွက်ကိုဒါဘာကာပဲစိတ်ဝင်စားဖြစ်တဲ့အတွက်ကိုဒါဘာကာဒီနေရာမှာလက်လျှော့ဖို့များတယ်နောက်ဆုံးမှာဒါရီရဲ့ဒါတောင်မလူငယ်သားသမားလေးပေါ့နော်ဒါရိုဒီကိုပဲပါဝင်လာခဲ့တယ်ပေါ့နော်ရိုဒီကိုအတွက်ကြတော့လဲဘာကြောင့်ပါဝင်လာခဲ့လဲဆိုတော့ဒါဘာကြောင့်လဲဝါကကန်ဆာတော့မှဖြစ်ပါတယ်အဲ့ဒီအတွက်ကိုဒါကသမားတွေအားလုံးကလုံလောက်တဲ့ဘတ်တစ်ခွင့်ရှိမှဒါနိုင်ငံလက်တွေ့အသင်းတွေကခေါ်ဝင်နိုင်မှာဖြစ်တဲ့အတွက်ကိုမှဟုတ်အခုချိန်မှာဗျာတည့်ရမလားချစ်တဲ့လူငယ်ကသမားလေးတွေအများစုကဒီဘတ်တစ်ခွင့်ရမယ်အသင်းကြီးတွေဆိုလို့ရှိရင်ဒါသူတို့အရန်တွေကိုပြောင်းကျင်နေကြတာပေါ့နော်အဲ့တော့ဒီတောင်းဆိုရလဲဒါရူမာအနေနဲ့ဆိုပေမဲ့ဟိုတကယ်ပဲလက်တွေ့ဖြစ်လာနိုင်မလားဆိုတော့ဒါစိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်โอเคArsenalဘာတွေလုပ်ပြမလဲဘယ်လိုမျိုးကစားသမားတွေကိုခေါ်ပြီးတော့နောက်ရသည်မှာဒါကျွန်တော်တို့ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာတွေပေးအောင်မလဲဆိုတာကိုဒါတော်လေးစောင့်ကြည့်နေစရာကောင်းပါတယ်ပေါ့နော်တကယ်လည်းငွေသုံးပေးဖို့လည်းလိုအပ်ပါတယ်တကယ်နံပါတ်9စစ်တိုက်စစ်မှုတယောက်ကတော့ဒါမဖြစ်မနေခေါ်ရမယ်နေတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုပဲသုံးသပ်နေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာဆုံးကြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်